ကပြဖြော်ပေးပေးတော့ညီမငယ်လေးများကိုအထူးပင်ကျေးဇူးတင်ရှိပါရဲ့ရှင်ခုတကမှာတော့မိဘမြတ်တာကိုဖော်ကျူးထားတဲ့ပြသက်လေးနဲ့မိတ်ဆက်ပေးကြပါခင်ဗျာပြသက်လေးရဲ့နာမည်ကတော့အသာတက်လို့ခေါ်ပါတယ်ပေါက်ပန်းပြူနှစ်ပင်ကြငါဖယားဖြစ်တော့ဘကိုကောရမဖယားစကားကောက်တရားလျှောက်တဲ့ငါရောက်ဖာရဲ့ဒေဝရဆိုတဲ့ငါအရှင်ကိုသွေးသားလုံးမဒင်းထင်သေးရဲ့လားငါကြတော့အပါထားဘာမဟုတ်တဲ့နောက်ပေါက်တဲ့ရွှေကြပင်တာရိပုံနေမှာရဲ့သားရှင်သာရိပုတ္တရာကိုကြတော့လက်ရထားပြီးဒင်းကမြောက်စားတဲ့လေဒေဝရထငါရှင်ကိုတော့စွဲတညာလုံးမထင်သေးရလားရှင်ကြီးကိုရမိုင်ငါကိုတော့ဂယုမဆိုင်ငါကိုတော့အထင်သေးအရေးမထမလေးမစားနဲ့ဒီကိစ္စကိုရင်နဲ့ရှိသမျှအတွေးများနဲ့ခံစားမှုတိုင်းမကွယ်မဝဲပြောရင်တော့မကျင်းတတ်ဘူး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 ကျင်းနဲ့ဆရာလားဗျာကျင်းနဲ့ဆရာလားကျုပ်ဆိုတာကလည်းတာမင်ညအညတရမှာမဟုတ်တာဒေဝရဟတိုင်းနိုင်ငံရဲ့ထီးဖြူဖွင့်ဘုံမြင့်ဆန်နဲ့တောက်ပဗုဒ္ဓဆိုတဲ့ဘယင်မင်းတရားဟာကျုပ်ရဲ့ခမဲတော်ကျုပ်ရဲ့ဖခမဲတော်ဗျာကျုပ်ကလည်းတခြားတာကီနိုဝင်မင်းသားတစ်ပါးပါမင်းသားတစ်ပါးပါဟာရမကရှင်ကြီးဂေါရမဖယားမဖြစ်ခင်ကချစ်လှပါတယ်ဆိုတဲ့ဒီရဲ့နှမရတော်ရဟာကျုံနှမလေကျုံနှမကျုပ်ကတော့ဒင်းကိုကိုးစားလို့နှမတယောက်နဲ့ရောင်တလုံးအဆုံးခံပေမဲ့ဟာကြည်စမ်းခုတော့ကျုပ်ကိုအရင်မထားမလေးစားတာကျုပ်ကကျင်းနဲ့ဆရာလားကျင်းနဲ့ဆရာလားမကျင်းနဲ့တော့ဘာလုပ်မကျင်းနဲ့တော့ဘာလုပ်မလဲချမ်းသာဘာလုပ်ချမ်းသာဟုတ်ပြီရှင်ကြီးဂေါရမကိုအလုတ်ကျွေးပြုံနေတဲ့ဗိမိတာရကိုအသက်သတ်ဖို့လိုတာဗောဒါဆိုရင်ဗိမိတာရကိုအသက်သတ်ဖို့သူ့သားအဇာရကိုကတ်ကြောက်တကိုးပြမယ်တကိုးပြမယ်ကြောက်တကိုးပြမအဇာတတမယောမယောဖြစ်ဖခင်ဘယင်ကိုတမင်တတ်ခိုက်ရာဇဝင်သမိုင်းမှာထင်ရဆိုင်အောင်အဇာတတကိုဘယင်လောက်ခိုက်ပြီးတော့မှကျုပ်ကရှင်ကြီးဂေါရမကိုတပ်ပြီးဖျားလို့ရှင်ကြီးဂေါရမကိုတပ်ပြီးဖျားလို့မယ်ဒါကြောင့်အသာတတမင်းသားအကုသို့အမောင်ဆွဲရအောင်ကျုပ်အဆောင်နဲ့သွားပြီးအကြံယူညံကူအောင်ပါဗျာမြတ်တင်မဗျာခါစားလျက်ပါဗျာငါတောက်တော့ခေါ်တဲ့သေထငယ်ပြောငါတော်သိနေတယ်ပါဗျာကိုရိုလေးသုံးဆောင်တာညာတိုက်စားငါဘာလို့လဲမဗျာအိရှိဆန်အသာတတကိုရိုလေးပါဗျာငါခမဲတော်ဟောမဗျာရာဇဂျိုပြည့်ရှင်မင်းကြီးဘိမိတာရပါဗျာငါကဘယင်သားပဲကွာမဗျာအိရှိဥပဒါဆန်နော်မှန်ပါဗျာငါခမဲတော်ကတော့ငါ့ကိုလွတ်လပ်ခွင့်ပေးထားတာဘာမဟုတ်တဲ့ငယ်ချုံကငါ့ကိုတာဝန်လာဟဲ့ဟုတ်ရမြတ်ထင်ဟဲ့ဟာအသင်ကဇက်ကောင်းလို့တားတောင်းလာလားမဟုတ်ပါဘူးဗျာဒါဆိုဘာကြောင့်ငါ့ကိုတာဝန်လဲမဗျာကျွန်တော်မျိုးမြတ်ထင်တိလျှောက်ပြန်လေဗျာကိုရိုလေးအားမေရိုကြီးကနေစောက်ရှောက်ရမယ်လို့အမှားတော်ရှိလို့ဒါကြောင့်စမ်းပါမြတ်ထင်ရမဲဖျားတော့လေနေရတကစိုးရင်ကြောင်းကြလို့အာချီပြီးငါကိုတော့ဒီအရွယ်ရောက်တာတော့မှ
နို့နာမစင်သေးဘူးပြောချင်တော့မျက်ထင်ရ ချစ်လို့ ကဲကဲမဲစကားအလေးမထားစမ်းနဲ့ကွာသင်ငဲ့ကြရှိတာငဲ့ငဲ့ မမဗျာမမ ဟေးဇာမဘောမျက်ထင်ရ ဗျာ တောက်ဆာဆာလူမင်းသား မဗျာဗျာ မတောက်မစားလူငနွားတယ် ဗျာ ကောင်းတယ်ကွာ လေးစိတ်တိုင်းကြနေရောဗျာ အေးဟဲ့မျက်ထင် ဗျာ ငါကိုယ်တော့သလုံးမောဆွဲတင်ပေးပါဦးမျက်ထင်ရဲ့ မမဗျာတလုံးမို့ကြွပါဗျာကျွန်တော်မျိုးလိုက်ဖို့ပါပဲဗျာဖြည်းချင်းကြွပါဗျာ ငါနည်းနည်းမူသွားပြီမျက်ထင် ဗျာသိပါတယ်ဗျာဖြည်းပါ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 ဗျာသာတတမင်းသားခမယောရွေမစွာငါဒေဝရနခါအသွင်းအမတ်နဲ့ပတ်လိုက်မယ်ခပြတ်၍သေရောဟဲ့ ဟလိုငါကလုံးဘာသိစိမ့်လေဘာဘူးဟဲ့မျက်ထင်ဘယ်တကိုးတွေကြောက်ပါလဲဗျာဘယ်တကိုးတွေကြောက်ပါလဲဗျာ ငါသည်အေးပြတ်တာချာကအေးဝရဖယားဖြစ်တော်သလားအခါသွေးပြောင်းလို့ဖယားသွေးရောက်သွား အားတော့ဒါကမဲ့ ဖေရ သိအားချစ်သနာလို့ပြင်မများအောင်ငါဖယားကြွလာရခြင်းဖြစ်တယ်ဟဲ့ မိန်တော်ရှိပါဖေရ ဟေးမိန်တော်ရှိဆိုရင်သင်ကိုမေးစရာရှိတယ်ဒီမှာတကားတော့သင်ကိုသင်ဖခမဲတော့နေပြီးသားချေရောချေရလား မမချစ်လို့အိမ်ရှိအရာပေးထားပါတယ်ဖေရ ဟဲလူမိုက်အဖအမွေသားမတီးစီတဲ့သင်ကိုသင်ခမဲတော့တကယ်တမ်းချစ်ရင်သားဖြစ်သူကိုဒီမွေနဲ့မွေလွှဲအရောက်ပြီမပိုးဟဲ့တကားတော့ရေ မမခမဲတော်ကထီးနှံတောင်းရင်လည်းပေးမှာပါတယ်ဖေရ တောင်းတာဟာတောင်းတာတောင်းတာတောင်းတာသင်ကတောင်းတာသင်ကတောင်းတာလားဒီမွေနမ်းမွေကိုပေးတယ်ဆိုရမှာအစင်အလာရဘယင်ကိုတတ်မှဘယင်ဖြစ်တာတကားရဲ့ ဒါဆိုရှင်တွေတက်ဖေရ ငါတို့ တပည့်တော်ကဘယ်လိုလုပ်မှလဲဖေရ အေးဒါဆိုရင်သင်ခမဲတော့ဗိမိတာရကိုထောင်သွင်းအကျဉ်းထားအစာမကျွေးရင်မပေးနဲ့ဒါဆိုရင်သူ့အလိုလိုသေသွားလိမ့်မှာပေါ့တကားရဲ့ဟုတ်ဘူးလားအေးငါဖယားစကားကိုပယ်ရှားမယ်တော့မသေးပါနဲ့တော့ငါဖယားစကားကိုပယ်ရှားရင်နင်းကိုငကားတစ်ထောင်နဲ့ပတ်ဆဲလိုက်မယ်ကြောက်ပါလေဗျာနဂါတစ်ထောင်မဆိုလားနဲ့နဂါတကောင်တော်ကျွန်တော်မဝင်ကြောင်းပါဗျာကြောက်ပါလေဗျာ တကယ်ကြောက် ပါလေဗျာ အေးဒါဆိုရင်ငါစကားကိုနားထောင်ကြားလာဒါဆိုရင်ငါကရှင်ကြီးဂေါရမကိုတပ်ပြီး
ငါဖျားလုံးမယ်ငါဖျားလုံးမယ်တင်းတကာကนี่ဖခမဲတော့ဘိမ်မိတာရကိုတတ်ပင်လောက်ဒီနောက်တော့ဟောဒီရာတညိုပြည်ကြီးတို့အုတ်ချုံမယ်အာယုတ်စနနန်းသခင်ငါဘယင်သည်သာသနာဒါယကာဖြစ်သည့်အတိုင်းဟိုနန်းဦးဆရာတော်ကျောင်းမှာသူဓမ္မစာမေးပွဲများကျင်းပရာမှာပထမပြန်ပုဂ္ဂိုလ်များပေါ်ကျွေဝိုင်းတိုင်းခံပြီးရောတာယာအေးချမ်းပါစမင်းကြီးတို့ဗျာမမထီပေါင်ကြောခံထံပါမပြတ်ခါသားလျက်ရှိကြောင်းပါဖေဟာရှင်မင်းတရားကြီးရဲ့ဘုန်းတော်ကြောင့်ယဟန်ရှင်လူပြည်သူအပေါင်းအေးချမ်းသာယာလျက်ရှိကြောင်းပါဖေဟာတာဓုဟဲ့လွတ်စမ်းပါလွတ်စမ်းပါဒူထောက်ခါတာဒူထောက်ခါတာဒူထောက်ခါတာဘယ်လိုဖြစ်လာကြလဲကိုရဲ့မှန်တော့ပါဗျာအရှင်ထမ်းပါခါသားရဖြစ်ဓာတ်ကိုလက်မှာဆွဲလမ်းဆောင်အတွင်းဝင်းရောက်ထားဟောဒီရာဇဝေသားနောင်ကျိုးတဲ့ရှေ့တော်မောက်ဒူးတော့ခါသားရပါပြီဗျာဖေညညီလာခံမှာတရားရည်အေးဆွေးနွေးနေခိုက်နန်းတော်တဲ့ဓာဆွဲပြီးဝင်လာရတဲ့ငမိုက်သားကဘယ်လိုပါလဲကွယ်ဘယ်လိုလိုမျိုးပါလဲရှူစားတော့မွေးမဟုတ်ဘူးစားဟဲ့အလုံးအစားတတ်အဖေသားလူလေးကွယ်ဖေသားပါလားမမြင်ဝင်းစရာပါလားကွယ်ဟဲ့ရမတို့နောင်တို့ဖြေချစမ်းမင်းတို့ငါကိုတော်မြတ်ရဲ့သားတော်ဆိုတာမသိလေရောသလားကွယ်မသိလေရောသလားဟဲ့မှန်တော့ပါဗျာအရှင်ထမ်းပါခါသားရဖြစ်ဓာတ်ကိုလက်မှာဆွဲပြီးလေးသားပြုဝင်လာပါတော့ကြောင့်အမိန့်တော်မြတ်တိုင်းဆောင်ရွက်ရကြောင်းပါဗျာအမိန့်တော်မြတ်တိုင်းမေဟဲ့မင်းကြီးတို့ဖေဟာကျုပ်လည်းဒီအမိန့်မထုတ်ထားရပါလားမင်းကြီးတို့ရဲ့မှန်ပါအရှင်ထမ်းပါခါသားသူမှန်သမျှမြည်သူမဆိုတန်နဲ့ပတ်သက်၍အပ်ပင်မကန်ရကြောင်းအကမဟေသည်ဒေဝီမိဖေကောင်ကြီးမှအမိန့်တော်များချမှတ်ထားကြောင်းပါဗျာ။အိုးမေမင်းကြီးမှအကြံပေးပဲကိုမှန်ပါတက်ကမူနီထီးတစင်းပိုင်တော့အကမဟေသည်ဆိုတော့လေဒီလိုအမိန့်ဥပဒေကထုတ်ပြန်ပိုင်ခွင့်ကရှိနေတယ်ကိုကွကဲဒီမိန့်ကျုပ်ခုရုပ်သိမ်းနေဗျာရုပ်သိမ်းနေမင်းကြီးရုပ်သိမ်းနေဟဲ့တင်ရခါစားမလီဟိုသားတော့ဖေးရင်တွေဇာတသက်လူလေးနန်းဆောင်ပြတ်တဲ့အတွင်းတွန်းလာခြင်းကင်းနေဖေးသေးဦးသားတော်လေးကအကာလညအချိန်မတော်မှာလေသာဆောင်နဲ့ဝင်ရောက်ပြီးခါစားတာဘယ်လိုအကြောင်းအရာကိစ္စမျိုးများရှိလို့လဲသားတော်လေးရဲ့မှန်ပါဗျာမေကိုပု္ပ္ပစာတောင်းပါလားမင်းရလို့ခါစားရတာဗျာမင်းကြီးတို့ဖေဟဲ့ကြည်စမ်းကျုပ်သားကကျုပ်ကိုမေးစရာရှိလို့လေသာဆောင်နဲ့ကိုခါစားလာတာတဲ့16ပြည်တော်ခင်းငယ်ဆောင်အမောင်ပါတက်အမတ်မရှိမတိတရားအမဒုစရမလိမ္မာအခါကမိုက်ဆိုဗျနန်းတော်တိုက်တွင်းမှာအတင်းတွေပြော့ငါသဘောငါမနှောမှမကြည့်အပြည်ပြည်ကရလာလိုက်တဲ့စကားတွေအမပါဗျမင်းကြီးတို့ရဲ့အမပါမုတ်ချပဲပုတ်တာသေးကျုပ်သားမွေးသမျှဖခမဲတော်ဖြစ်မယ်သားတော်ရဲ့မှန်ပါဗျာ
ရွှေကြောက်နှောင်းကုန်တော့အရှိမရစဉ်ကတစင်ကလတ်ကြောက်သွားမှတင်ရှင်ရင်ကြီးကြိုက်မှကျန်လားမှန်ပါလားဗျာ ဒီလိုရှိပါတယ်သားပုံနှညိုတို့ဟောတဲ့စကားဟောတဲ့တရားကိုသားတော်လေးအမေမေဖျားကအစိုးရင်ကြီးစိုးရင်ပြီးအပူမိပြပါလား ပါပါဗျာဟုတ်မဟုတ် ဟုတ်ပါတယ်သားတော် ဒုတိယမဲကုန်ပါဗျာကိုလာလွယ်ဆယ်လပေါက်တာတော်ဖွားမြောက်တော့ဇာတာကိုသက်ရှင်မမြော့ပြီးအဇာတာတထုမင်းသားဟုအမည်ပေးတာရောဟုတ်ပါလားဗျာ သားတော်ဘလို့ပင်အမိတညာတွေမဲ့တော်ညာလေဤရွယ်ထိရောက်အောင်သားလေးအလိုလိုက်အကျိတ် တာ စား ပါဗျာဟုတ်မဟုတ် ဟုတ်ပါတယ်သားတော် နောက်ဆုံးတော့မဲကုန်ပါဗျာလောကမှာအိမ်ရှင်နဲ့တခေါဘယ်သူအစိုးပါလဲဗျာ ဟောသားတော်ဖိတာဇတ်တက်လေးအင်းရှင်နဲ့တခိုးဆိုရမှာစဉ်းစားစရာတော့မလိုပါသားရဲ့အင်းရှင်ဆိုဒီကတမန်အာဇီဝကြကြဥစ္စာပစ္စည်းကိုရှာဖွေစုဆောင်းထားသည်ကိုသားတော်ရဲ့တခိုးဆိုသည်ကတော့သူတို့ဘာဥစ္စာပစ္စည်းကိုတက္ကာယလောဘကြီးအလိုရမဲ့ကြည့်ပြီးလိုချင်သူမို့တခိုးကစိုးတာပါသားတော် ဒီ ရဲ့ စကားမှန်လားရောလားဗျာဒီလိုဆိုခမဲတော်ကအိမ်ရှင်တားတော်ကတခေါ ဟိုတာတော်ဖခင်မတော်ဤတို့ဤနဲ့မရည်ရွယ်ပါဘူးသားတော်ရဲ့ အခုတော့တခိုးကမစိုးအိမ်ရှင်ကစိုးနေတာကြောင့်ခမဲတော်နိုင်ရတဲ့မတန်ဘူးစေ ကိုတော်လေးကိုတော်လေးလောက်တယ်ပါဗျာလောက်တယ်ပါဗျာကိုတော်လေး ဝင်းကြီးနောက်ဆုံးကြစမ်းမင်းကြီးတို့ကျုပ်သားကိုလက်ဖျားနဲ့မထိကြနဲ့နောက်ဆုံးကြစမ်းနောက်ဆုံးကြပါဝဲဒီမှာတော့မင်းကြီးတို့ကျုပ်သားကိုထိပဲမထိကြစမ်းပါနဲ့ဗျာ ဟဲ့လက်စတော်မျက်ထင်အတွင်းဝင်ရောက်ခါစားလန်းကွာ မာကုန်နေတူရတယ်ဗျာတေးဦးပါလာသေးတယ်ဗျာ မှန်လားပါမျက်ထီအခါစားဝီကြောင်းပါဗျာဝီကြောင်းပါဗျာ မျက်ထင် ဗျာရှင်ဘီရဲ့မျက်နှာတော်မော်ဖူးလက်စမ်းမအောင်မျက်ထင်ရဲ့ မောင်ဗျာကြက်တီးရှိလိုက်တော့ဗျာရှိလိုက်တော့ဗျာ ဟဲ့ငါဘီမိန်တော်မှတ်မယ်အမိန်တော်နာခံကြစေမင်းကြီးများ ကျုပ်ဘယ်မှာမဟုတ်တာဗျာခါစားစရာမလိုတာဗျာဟုတ်တယ်ဟုတ် ဟဲ့မင်းကြီးတို့ဟိုရှင်ဘရင်ကအမိန့်တော်မှတ်နေတယ်ဒုထောက်ခါစားကြလေကွယ်ဒုထောက်ခါစားကြကွယ်ဟိုရှင်ဘရင်အမိန့်တော်မှတ်နေဒုထောက်ခါစားကြကွယ် မှန်ပါ ခါစားကွယ် နာကြဘီပိန်ပိတာရာအားအစာမကျွဲရှင်မပေးပဲထောင်တွေအကျဉ်းချစေ
ကမဟေသည်ဒေဝီမိဖေခေါင်ကြီးဖေဟာကျွန်တော်မျိုးတို့အားဝင်ရောက်အခစားခွင့်ပြုပါဖေဟာ ဟဲ့ရွှေစာဟဲ့အဆောင်ဝကဝင်ငယ်တောင်းနေတာဘသူများပါလဲသွားကြည့်စမ်းခွဲသွားကြည့်စမ်းခွဲ မှန်လားပါတခင်မကြီးမှန်လားပါတက်တော်ရှိအမတ်နဲ့နန်းရင်ဝင်ပါဖေဟာ ဟဲ့ဝင်ရောက်ခစားစေလို့ပြောလိုက်လေ မှန်လားပါဘိုးဘိုးတို့ဝင်ရောက်ခါစားနိုင်ပါပြီဖေဟာ လူတက်တော်စီဘိုးဘိုးနဲ့နန်းရင်ဝင်တို့ပါလား မမ မောင်တော်ဖျားစီကဘာရေးကိစ္စများအမြအမှားပါလိုက်ပါလေတိကျင်တမ်းပါပြီညံ့ညံ့လျှောက်တင်စမ်းဘိုးဘိုးတို့ မှန်လားပါတခင်မကြီးဖေဟာတာတော်မောင်အစာတသက်ကထီနန်းကိုတောင်းနေပါတယ်ဖေဟာ ကြီးနဲ့တောင်းတာများဘိုးဘိုးရဲ့မျက်စိပြက်မျက်နှာပြက်နဲ့ဘလို့ဖြစ်ရတာတော့ မမထီနန်းတောင်းယုံမြမကပဲခုဆိုရင်ဖြစ်အရှင်ထီဖျားကြီးကိုနန်းချလိုက်ပါပြီဖေဟာမမဖေဟာနန်းချယုံမြမကပဲအစာမကျွေးရေမပေးပဲထောက်သွင်းအကျဉ်းချထားကြောင်းပါဖေဟာ သားတော်လူလမာသမျှကြာရမေဘဝင်တုံလို့ရေအောင်နိုင်လိုက်ချင်ပါတရားမပြတ်တဲ့နတ်ကြဘေးကြီးချီတုံထားလို့ဘာမလဲထောင်းနှံချလိုက်ပါနဲ့လားခင်မကြီးပေးတယ်လေဒီနေရာဟာဖြတ်သွားပေါ်လာခဲ့မရှိဘူးလို့အမိတ်တော်ထားတယ်လေဘယ်နဲ့တော့ဒီနေရာကိုခင်မကြီးကရောက်လာတော့လို့လာလောက်ပြန်ပါလာလောက်ပြန်ပါ မျက်ထင်ပါလားဒါနဲ့မျက်ထင်က မြတ်ထင်ကထောင်မှုမြတ်ထင်ထောင်မှု လင်းသိမ့်လိုက်တာမျက်ထင်ရဲ့သခင်မကြီးမောင်ဖျားနဲ့တွေ့ခွင့်ရမလားယင် အာတွေ့ခွင့်မပေးနိုင်ပါဘူးလို့လာလမ်းပြန်ပါသခင်မကြီး မျက်ထင် ဘာလို့ည လူရ3ပါ ဟမ်ဒါကဘာလုပ်တာလဲမြတ်ထင်ကိုလက်ထိုးတဲ့သဘောလားဟုတ်လားလက်ပေးလက်ယူလုပ်တဲ့သဘောလားဟိုမြောတဲ့ဘာကတူရင်ထောင်မှုမြတ်ထင်ထောင်မှုကလက်ယူနေပါတယ်လို့သူများကထင်မှာပေါ့မယူဘူးတာပြောတော့နောက်ကပေးလီသူများတွေတွေ့မယ်နောက်ကပေးလီမြန် ကောင်းပြီလေဒီလိုဆိုရင်ဖြင့်တမဟိုခန့်တွေ့စေ အမေတော်ပါတယ်အမေတော်နန်းကြဘရင်ဗိမိသာရဟာပလကားစီတီခြေဘဝဒါရဲဖဲစားအရေးကြီးပဲ
ရှမ်းပြည်ကရဲရဲတင်စေတဲ့ဘယင်အစာတတအမေရော ဘယ်နဲ့ကွယ်ဒါရင်မှမကျင်နဲ့သေးခြေဘဝဓာတ်နဲ့ကွယ်ရှာမိခဲ့တဲ့စာရေးပတ်လို့ဒါကအဖေကိုတတ်တော်မှာပါလားတာရဲ့ဒီတုကရကကန်ဖေတာထိုက်တော်မယ်တာရဲ့ဒီတုကရကကန်ကြီးထိုက်တော်မယ်ဖေဖေ တတ်မယ် ဖေဖေ တတ်မယ်ဟဲ့အာနာဘွားတို့မလုပ်နေကြတာလာခဲ့ကြလာခဲ့ကြသမ်းဟေးနန်းကြောဘရင်ကိုပလဲကားစီတင်ကြသမ်းတင်ကြသမ်းတင်ကြ ဖြစ်ပြီးချက်ပါ ဘာလုပ်နေကြဘာလုပ်နေကြတာမြန်မာလုပ်ကြစမ်း ကျိုးနေမချီကြ ကျိုးမြင်မချီကြကျိုးမြင်မချီဆွဲကျိုးမြင်နာဆွဲနာဆွဲ မလီကွယ် ဟေးအာနာဘကွဲထိတ်တုံးယူခဲ့တာဒီရှိတော့ထိတ်တုံးခက်မှာထိတ်တုံးယူခဲ့တာ ဖြစ်ပြီးလို့ပါမြတ်တဲ့ ကျေဖြေမလုံးနိုင်ဘူးဒါမိတ်အသာတတမင်းရမိတ်ဟဲ့ပြန်မယူခဲ့ကြ မလီကွယ်ဒီချက်ကိုပြီးတော့ဘလို့နဲ့ရစအောင်မလို့ ထိတ်တုံးဖွင့်ဒါစမ်းပါချစ်တော့ဟာ မလီကွယ် ကြည်စမ်းအစာမကျွေးရေမပေးရတော့မှဈေးညာလျှောက်နေတယ်တဲ့တင်းကဈေးညာလျှောက်နေတယ်တဲ့ ဆက်တော့မလားပါရဲ့ ဈေးညာလျှောက်တဲ့ဒီချီတော့ဟဲ့ဒီလက်ရှိဓာနဲ့တော့ခေါ်လိုက်မယ်သွေးရကြဟဲ့သွေးရကြ မလေးကွယ်နာလာရဲ့မြတ်ရဲ့နာလာရဲ့ ဟိုတဲ့ဒီဘက်တစ်ချောင်းရှိသေးတယ်ဒီဘက်တစ်ချောင်းကိုယ်ကြည်စမ်းလက်ချောင်းလေး မလေးနာလာရဲ့မြတ်ရဲ့နာလာရဲ့ပြပြလို့ပါမြတ်ရဲ့ လက်ချောင်းလေး မလေးနာလာရဲ့ကွယ် စားရည်ကျူပဲလားလက်ချောင်းဆန်း နာလာရဲ့ လက်ချောင်းဆန်း နာလာ ဟ ရဲ့ င်ဒါလောက်တော့မှလမ်းလျှောက်ချင်တဲ့ခြေတော့စားရည်တဲ့စားရည်ချ မလေး ဟင်ဒါလောက်တော့ဝါဖြစ်တဲ့ခြေတော့စားအရင်ပတ်လိုက်မယ်ထုံးတော့လူဟာ ဆလာရဲ့ကွယ်မလေးဆလာရဲ့မြတ် စက်တယ်ဒီကတဆမ်းမယ်စလိုက်ဆက်ဆမ်းဟေးဒီဆက်ရယူလားဒီရရယူလားဟေး မလေးကွယ် မိခဲညူခဲ့တမ်းမယ်ဒင်းကို ဆလာရဲ့မြတ်ပြပြလို့ပါမြတ် စက်တလားမင်းစက်လို့ရှိရင်စားရင်ကြီးရှိသေးတယ်ရဝရီမီပြရဲ့မောင်ပြားအဖြစ်ကိုကြည့်လဲပါဦးဝရီမီပြရဲ့ ဟေး မိတ်တော်ပဲ အစခဏဘဝဖန်လာခရဝရမရှာတနေတမယာကမလွတ်နာအဖေတရားမကြောက်ပါဘူးသားရဲ့ဒါပေမဲ့ငါသားလေးပိတုကာရကကန်ကြီးထိုင်လို့ဒုက္ခကြီးတွေရောက်တော့မယ်သားရဲ့မလေးပူလိုက်ပူပါရကွယ်နားလာပါ ဒုက္ခလေးရဲ့မ ဒီ ရင် ရရဲ့ပေါ့ပြဒုက္ခမင်းသား
အဲ့တော့မွေးခဲ့တဲ့သားကအမိတော်မပြီးသားခိုင်းတယ်လားကွယ်ဝှကျွေးဆိုတာဗုဒ္ဓမြတ်စွာဘုရားဤမလို့နိုင်ဘူးတဲ့တပည့်တော်နားထဲမှာချပါတယ်ဖေယောနားကြလျက်ပါဖေယောဗုဒ္ဓရဲ့တရားမြတ်တပည့်တော်နားပါတယ်ဖေယော ဖျားမတန်နဲ့ဒီလောက်တော့မှခြေမောဓာတ်ဖဲစားပြီးရဲတင်တော့စကားပြောနိုင်သေးတယ်ဗျာဘုကမချနိုင်ငရဲ့ရှင်လည်းငရဲ့ကြပါပြီဖေယောဖေယောကဲတော့မပါဖေယောကဲတော့မပါဖေးမကဲဘလို့ပဲပြဗုဒ္ဓဖျားစီကိုဗုဒ္ဓဖျားရှင်စီကိုမရောက်ရအောင်သွားလို့ဗုဒ္ဓရဲ့ဒေသနာတရားတွေနာကြပါလို့ဘာကမဲတော်ကမှာကြပါတယ်လို့ရှောက်တင်ပေးပါမြတ်ထီရဲ့ရှောက်တင်ပေးပါကောင်းပြီရှောက်တင်လိုက်မယ်ပြောလိုက်မယ်မြတ်ထီဘာတော့ကျန်ခဲ့မဲ့ဝဲဝေတီမိဖုရားကြီးအဖြစ်ကျုပ်မှာပါတယ်လို့မျက်နှာမငယ်ရအောင်ဘာသာတရားရဲ့အဆုံးမနေတာအယုထောက်ပါရဲ့လို့ကျုပ်မှာတယ်လို့ပြောပြပါကွယ်ဒါကိုလည်းပြောပြမယ်စိတ်ချလက်ချသိဒါကိုလည်းပြောပြမယ်ပရိစိတ်အမလေးကြည်သိခါငါမစင်းမြန်နိုင်ပါဘူးဟုတ်ပြီပရိစိတ်ကြည်သိခါငါအမလေးငါမစင်းမြန်နိုင်တော့ပါဘူးသာအစားတတရဲ့မေအဖေဦးကြီးလေဟာဒီနရန္ဒာခရီးရောအမလေးပြီးသွားပြီသားတော်ရဲ့မိမိရဲ့ကောင်ကြီးအလဲဆောင်နန်းကိုကြွချီတော်မူလာပါပြီဗျာမပြတ်ကြလားတိတ်ပါတော့ရေမမေဖျားရဲ့မြီးတော်လေးဟာတားတော်ဘလောက်ပဲချော့မြူကျွေးပါစေအငုံမတိတ်ဘူးဖြစ်နေတယ်မမေအဲ့ဒါမမေကူချော့ပေးပါအောင်နော်မေတော့ညီတော်လေးကိုချော့သိပ်ပေးရမယ်ဟုတ်လားအေးကွယ်မမေသိပ်ပေးပါမယ်မမေဖျားမျက်ရည်ကျလို့မရဘူးနော်မမေ
မေဖျားကြားတဲ့ညက်ရည်တွေကြောင့်သားတော်လေးရဲ့နူးညံ့တဲ့အသားရည်တွေပူလောင်သွားပါအောင်မေမေမငိုပါနဲ့မျက်ရည်မကျပါနဲ့မေ မှန်လားပါပြီသားတော်လေးရဲ့မေမငိုပါဘူးမေချောသိပ်ပေးပါမယ်နော် မင်းကြီးမဖေးရမိုက်သားတော်လေးအိပ်ပျော်သွားပြီခွဲတိတ်နေကြတယ်ကြားလား မှန်ပါ မေဖျားရဲ့သားတော်လေးကိုလေသဲဥကျွမတက်ချစ်လိုက်တယ်မေရဲ့ထားစရာနေရာမရှိအောင်ချစ်နေတာမေသားစဉ်းစားမိပါတယ်မေခမဲတော်တော့ရောသားတော်ချစ်တော်မူရဲ့လားမေရဲ့ အိုးဘလို့များပြောလိုက်တာလဲသားတော်ရဲ့ဟောဒီမြေးတော်လေးပေါ်မှာသားတော်ထားတဲ့မြတ်တာတရားထက်အစပေါင်းများစွာတာပါတယ်သားလေးဟိုးနေစဉ်ကလူသားရဲ့လက်မှာမွေးရပါတကျုံခုနာကြီးဆိုတာပါလာအဲ့ဒီအနာကြီးကြောင့်သားလေးအဲ့လိုမရပဲတစားစားငိုချွေးနေရတဲ့သားတော်လေးကိုလေမင်းရဲ့ဖခမေတော်ကသူ့ရဲ့ရှင်ငွေထဲမှာထဲဟာရီတကျုံခုနာပေါက်တဲ့လက်ကိုအာကရနဲ့အာဝင်းနွေနွေလေးပေးအနာတတ်တာပါစေတော့ရဲ့နော်ငုံထားပြီးသားလေးကိုသိရှာတာအဲ့ဒီတော့မှသားလေးအနာတတ်တာပြီးအိပ်ပျော်သွားတဲ့အချိန်အဲ့ဒီတကျုံကူနာကြီးဟာငွေအပူတန်ကြောင့်ဒီပေါက်ပြီးဟောဒီမတ်တတီစရာမင်းရဲ့ဒီစိုးပြီပုံတွေကိုတွေးထုတ်လိုက်သားတော်လေးနိုးမဆိုးလို့အဲ့ဒီပုံတွေကိုညှို့ချရှာတာသားရဲ့မေပေါ်မှာမြတ်တာတရားကြီးမားလုံးသူပါတာရဲ့သားတော်နိုးမှဆိုလို့ပြည်ပုတ်တွေကိုညှို့ချခဲ့တယ်ဟုတ်လားမေ